အိမ်ခွဲမှာမရှူမလားရှုံးနေခဲ့ရတဲ့မြန်မာအမျိုးသမီးနောက်ွယ်ကအကြောင်းရင်းအားလုံးပဲစောင့်မျှော်နေကြတဲ့ AR သုံးနိုင်ငံဖိတ်ခေါ်ပွဲအမျိုးသမီးပြိုင်ပွဲကြီးကတော့စတင်သွားခဲ့ပြီပဲဖြစ်ပါတယ်။ဒါပေမဲ့ကျမတို့မျှော်လင့်ထားသလိုဖွင့်လှနိုင်ခဲ့ရင်လားဆိုတော့စိတ်မကောင်းစွာနဲ့ပဲဟစ်အင်းလိုပဲဖြစ်ရပါလိမ့်မယ်။အဖွင့်ပွဲစဉ်မှာမြန်မာလေရွေးစဉ်အမျိုးသမီးအသင်းဟာဥဇဘက်ကစ္စတန်အသင်းကိုတကူကိုမရှိဆိုရရလက်နဲ့ကက်ရှုံးခဲ့ပြီးပြည်သက်တွေကိုအတော်လေးစိတ်ပျက်စေခဲ့ပါတယ်။ဒီပွဲမှာမြန်မာအသင်းဘာရီလိုအပ်သွားတာလဲ။ကစားသမားတွေရဲ့ခြေစွမ်းပိုင်းနဲ့နီးပြတဲ့ရဲ့နီးပြူဟာတွေကရောဘယ်လိုရှိနေသလဲ။ပွဲစားပိုင်းမှာနှစ်ဖက်သင်းရဲ့ခြေစွမ်းကတိတ်ပြီးတိတိတတ်တာကွာခြားမှုမရှိပါဘူး။ဒါပေမဲ့ဥဇဘက်ကစ္စတန်ကစားသမားတွေကလူကောင်ထွားပြီးချက်ကိုင်မှုပိုင်းမှာတော့ကျမတို့ထက်တိတိတတ်တာအသာစီးရနေတာကိုတွေ့ရပါတယ်။ပွဲကစားချိန်မိနစ်20ကျော်လောက်မှာတင်မြန်မာအသင်းဥဆောင်ကိုပေးလိုက်ရပါတယ်။ဒီကောကဘယ်လိုဖြစ်သွားတာလဲဆိုတော့တိုက်စစ်မှုမေးထက်လူရဲ့ဂိုးရီယာအတွင်းကောင်းတိုက်ဖြတ်ထုတ်မှုအမှာတေချာမရှင်းထုံးနိုင်ခဲ့တဲ့အနေအထားအနေတစ်စဲဥဇဘက်တိုက်စစ်မှုကလွတ်လွတ်လပ်လပ်ပဲကန်သွင်းသွားခဲ့တာပါဒီကိုပေးလိုက်ရတာကစားသမားတွေရဲ့စိတ်ဓာတ်ကိုအကြီးကျယ်ထိခိုက်သွားစေခဲ့ပါတယ်2026ခုနှစ်ရဲ့ပထမဆုံးပွဲဖြစ်တယ်လို့နိုင်ငံတကာပွဲတွေနဲ့အလံဝီးနေတာကြောင့်ဒုတိယပိုင်းမှာဆိုရင်ကစားသမားတွေစိတ်ဓာတ်ပိုင်းရောကြန့်ခိုင်မှုပါတိတိတတ်တာကျဆင်းသွားတာကိုမြင်တွေ့ခဲ့ရပါတယ်ဒီပွဲမှာထင်ရှားဆုံးများတဲ့အားနည်းချက်ကတော့တိုက်စစ်ပိုင်းပါပဲအဓိကတိုက်စစ်မှုဝင်းသိမ့်ကြီးတို့မပါဝင်နိုင်တဲ့တိုက်စစ်ပိုင်းဟာလုံးဝကိုတတ်မှတ်နေခဲ့ပါတယ်။ဝင်းသိမ့်ကြီးထွန်းလောက်ပါနဲ့တဲ့သူစုံသက်သေးကြတဲ့သူမရှိသေးတာကတော့အမှန်ပါပဲ။မိတက်လူရဲ့ကစားပုံကလှုပ်ရှားမှုလေးတွေရှိပေမဲ့တူဝါယုံဝါလုံးဝမရှိပဲပျော့နေပါတယ်။ယူပါခံကိုကြည့်ရင်လည်းတူဝါရှိပေမဲ့သူမနဲ့အမွန်ပဲဘဲတောင်မှန်မှာသွားထားတာကအမားတကူပါ။သူမရဲ့တပောင်ဝဖြစ်တဲ့ညာတောင်မှန်မှာပဲဆက်ထားတယ်ပါတယ်။ဒါပေမဲ့မျောလင်းချက်လေးတစ်ခုရှိတာကတော့ဇင်မိုးပြေပါပဲ။ရှေ့ဆက်ပြီးနေရာယူရတယ်အလဲပြောင်းတွေကိုတေချာလေးလေ့ကျင့်ပေးရင်သူမရဲ့တိကျတဲ့ကံကြက်တွေကဝင်းသိမ့်ကြီးထွန်းရဲ့နေရာကိုအစားထိုးလာနိုင်မဲ့အလားအလာရှိနေပါတယ်။အားနည်းချက်တွေရှိသလိုအားရစရာကစားသမားတွေလည်းရှိခဲ့ပါတယ်။ညာတောင်မန်တိုက်စစ်ကစမ်းတော်တော်နဲ့ဖြစ်ဖြူဝင်ဘိုဟိုခန့်စစ်မှုဖြူဖွေးနေယူယူနဲ့ညာတောင်မန်ခန့်စစ်လင်းလံအောင်နဲ့ဒုတိယပိုင်းလူစားဝင်လာတဲ့ကွင်းလယ်လူဝင်းဝင်းတို့ဟာတာမန်ထက်ပုံမှုကစားနိုင်ကြတာကိုတွေ့ရပါတယ်။ဒါပေမဲ့မြန်မာအသင်းရဲ့ကြီးမားဆုံးပြဿနာကိုထောက်ပြပါဆိုရင်တကူကောင်းဆန်မှုတွေပါပဲ။ဥပမာပြရင်ပထမပိုင်း14မိနစ်ဝန်းကျင်မှာစမ်းတော်တော်အနေနဲ့ဂိုးအေရီယာထဲမှာအဆင်သင့်ရှိနေတဲ့မိထက်လူကိုဘောလုံးဖန်တီးပေးပို့ခဲ့ရင်ဒါအသေးချပေါက်ကိုပါပဲ။ဒါပေမဲ့ကိုရိုင်းကန်သွင်းဖို့လုပ်ခင်လို့အခွင့်အရေးအလားအသက်ဖြစ်ခင်ရပါတယ်။ဘောလုံးဆိုတာဘသူသွင်းသွင်းအသင်းနိုင်မှုဟာဒီကားပါ။တူကောင်နာမည်ကျော်ဖို့လုပ်နေသမျှအသင်းရရလက်ကောင်းနေရလာမှာမဟုတ်ပါဘူး။ဒါအများဆုံးပြင်ဆင်ရမယ့်စိတ်ပိုင်းဆိုင်ရာအားနည်းချက်ပါပဲ။နောက်ထပ်ထောက်ပြစရာတစ်ခုကကြန့်ခိုင်မှုပါ။ပွဲချိန်ကြာလာတဲ့မြမြန်မာကစားသမားတွေကြွတန်လာတာကွင်းလင်မှာလဲကြတာတွေဖြစ်လာပြီးလူပေးလူယူတွေမှာလွဲချော်လာပါတယ်။နီးပြတဲ့ရဲ့ကစားကွက်ပြောင်းလဲတွေနဲ့အံဝင်ခွင့်ကြမဖြစ်သေးတာကိုလည်းတွေ့ရပါတယ်။ဒီပွဲကနီးပြတဲ့မြန်မာအသင်းရဲ့လိုအပ်ချက်တွေကိုပြက်ပြက်တသားမြင်တွေ့သွားစေမယ့်သင်ခန်းစာတစ်ခုပါပဲ။မြန်မာအသင်းအတွက်နောက်ထပ်ရင်ဆိုင်မယ့်ပြိုင်ဘက်ကတာမန်မဟုတ်ပါဘူး။ကမ္ဘာ့50မှာရှိနေတဲ့အိန္ဒိချင်းထိုင်းမျိုးသမီးအသင်းမှာဒီပွဲအတွက်မြန်မာကစားသမားတွေကြန့်ခိုင်မှုပိုင်းကိုအများဆုံးပြန်လည်မြင့်တင်ရမယ့်ပြင်ခန်းဆက်ကအမားတွေတိုက်စက်ကတကူကောင်းဆံမှုတွေကိုအများဆုံးပြင်ဆင်နိုင်မှုမျှော်လင့်ရပါတယ်။ဂိမ်းပရိသတ်ကြီးတို့ရောထိုင်းတဲ့ပွဲမှာမြန်မာအသင်းအမားတွေပြင်ဆင်ပြီးရလက်ကောင်တွေယူဆောင်လာနိုင်မလား။ဥဇဘက်နဲ့ပွဲမှာရောဘယ်ကစားသမားတွေရဲ့ခြေစွမ်းကိုအားရကျေနပ်မှုရှိခဲ့လဲ။ Comment box မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်ရှင်။